ကဲ့လေးစားချစ်ခင်တဲ့မျိုးတွေအားလုံးမင်္ဂလာပါလို့ကူဆောင်လုပ်ခွင့်ဆက်လိုပါတယ်ကျွန်တော်တို့ဘဝမှာအရေးကြီးဆုံးကဏ္ဍတွေထဲတစ်ခုကိုညွှန်းပါလို့ပြောခဲ့ရင်ကျွန်တော်အနေနဲ့ကတော့ကျမ်းမာရေးကဏ္ဍကိုညွှန်းချင်ပါတယ်ဒီနေ့ကျွန်တော် special announcement အနေနဲ့ကြားဖြတ်ပြီးပေးချင်တဲ့သတင်းစကားလေးတစ်ခုရှိပါတယ်ခင်ဗျအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့သူဖြစ်မြန်မာနိုင်ငံရဲ့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ပေါ်မှာမြည်တင်နေထိုင်ကြတဲ့ကျွန်တော်လေးစားချစ်ခင်ရတဲ့များပြည်သူတွေနဲ့မျိုးတွေအားလုံးအတွက်UAB ပေးခြင်းတဲ့သတင်းစကားလေးဆိုရင်ပိုပြီးမှန်ပါတယ်ခင်ဗျကျွန်တော်အားလုံးသိကြတဲ့အတိုင်းပဲ April 19ရက်နေ့2025ကျွန်တော်တို့နှစ်ဆန်း1ရက်နေ့လည်းကြာပါတယ်အဲ့ဒီကနေစပြီးတော့မှကျွန်တော်တို့သိရှိထားသလောက်လာရှိုးမြို့ပေါ်မှာပုံမှန်လည်ပတ်နေတဲ့ကျမ်းမာရေးကဏ္ဍရန်ရာတစ်ခုလုံးကခိတ္တရက်ဆိုင်နေတယ်လို့ကျွန်တော်တို့သိရတယ်ဒီကြားကာလမှာနာစီချောင်းဆိုပြီးကျမ်းမာရေးနဲ့ပတ်သက်တဲ့အကူအညီအခက်အခဲများလိုနေတဲ့ကျွန်တော်ချစ်ခင်လေးစားတဲ့အများပြည်သူအတွက်ရည်ညွှန်းပြီးတော့မှကျွန်တော်တစ်ဆင့် share ပေးချင်တဲ့သတင်းစကားလေးဖြစ်ပါတယ်တစ်ဆက်တည်းမှာပဲကျွန်တော်လေးစားချစ်ခင်တဲ့အမျိုးတွေကျွန်တော်ပေါ်နားလည်မှုမလွဲစေချင်ပါဘူးကျွန်တော်နိုင်ငံရေးသမားလည်းမဟုတ်ပါဘူးပြည်သူထက်ပြည်သူပါပဲပြည်သူထက်ပြည်သူဆိုရင်တော့မှကျွန်တော်နည်းနည်းလေးပို့ပြီးချစ်စရာကောင်းပြီးလိမ်မာတဲ့ပြည်သူတွေပဲကိုယ့်ကိုသုံးနှုံးချင်ပါတယ်ခင်ဗျကျွန်တော်ရည်ရွယ်တဲ့အရာအားလုံးဒီပြည်သူတွေကိုပဲရည်ရွယ်ပါတယ်ပြည်သူတွေရဲ့ကောင်းကျိုးပဲရည်ရွယ်ပါတယ်နိုင်ငံရေးကိုမှားခြင်းမှန်ခြင်းကျွန်တော်မဆုံးဖြတ်လို့ပါဘူးမိုးရီဖန်လို့ပါဘူးရှုထောင့်ပေါင်းစုံရှိတဲ့အတွက်ကြောင့်မလို့မတူညီတဲ့ရှုထောင့်တွေကျွန်တော်တို့မြင်နေကြတယ်မတူညီတဲ့ရှုထောင့်တွေကျွန်တော်ရက်တည်နေကြတယ်ဆိုတဲ့တိုင်းတာတစ်ခုလောက်မှာပဲရှိပါတယ်လို့ပြောပြရစီပြီးတော့လေးစားချစ်ခင်ရတဲ့ social media ပေါ်အမျိုးတွေအားလုံးနဲ့တစ်ဆက်တည်းမှာပဲကူညီတောင်းချင်ပါတယ်ဖြစ်နိုင်တယ်ဆိုရင်အပန်းမကြည့်ဘူးဆိုရင်ဒီသတင်းစကားလေးကိုပြန်ပြီးလက်ဆင့်ကမ်းစီချင်ပါတယ်ဒီလိုဖြင့်လာရှိုးမြို့ပေါ်မှာရှိနေတဲ့ပြည်သူတွေစီကိုဒီသတင်းစကားလေးရောက်တယ်ဆိုရင်ကိုကျွန်တော်ဒီ video clip လေးလောက်ရတဲ့အချိန်တွေပေးရတဲ့အချိန်တွေကတန်တယ်ထိုက်တန်တယ်လို့ကျွန်တော်ခံယူပါမယ်ပုံမှန်ဆိုရင်ကျွန်တော်တို့သတင်းစကားတွေတစ်ဆင့်ပြန်ပြီး sharing လုပ်တဲ့အခါမှာ forward လုပ်တဲ့အခါမှာline ပေါ်မှာပဲကျွန်တော်ခလုတ်လေးနှိပ်လိုက်ရုံပါပဲအဲ့တော့ဘာဖြစ်လို့ကျွန်တော် video clip လုပ်ပြီးတော့မှ sharing လုပ်ရလဲဆိုတော့ကျွန်တော်ဒီကျမ်းမာရေးကဏ္ဍကိုပို့ပြီးတော့မှ serious ထားတဲ့တန်ဖိုးထားတဲ့အလေးနဲ့ထားပါတယ်လို့ပြောချင်ပါတယ်တစ်ဆက်တည်းမှာပဲကျွန်တော်ကိုယ်တိုင်လည်းကျမ်းမာရေးကဏ္ဍနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းပေါ့နော်ကျမ်းမာရေးတက်ခွဲခန်းလုပ်ငန်းကိုကျွန်တော်လုပ်တယ်ကျွန်တော်ထမင်းအိုးလေးဆိုနေမမားပါဘူးအဲကြောင့်မလို့ကျွန်တော်ကျမ်းမာရေးဆိုရင်ကျွန်တော်ကပို့ပြီးတော့မှအာယုံပို့ဆိုင်ပါတယ်ပို့မှလည်းဒါကို serious ထားတဲ့အလေးနဲ့ထားတယ်ဆိုတော့အဓိပ္ပာယ်ကိုလည်းကျွန်တော်ဖော်လို့ကျူးကျင်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော် video clip ရဲ့အဆုံးမှာပေါ့လေနော်ဒီသတင်းစကားကိုတက်ဆိုင်သူတွေစီတကယ်လိုအပ်နေတဲ့လူတွေစီရောက်နိုင်ဖို့အတွက်ကျွန်တော် social media ပေါ်မှာရှိတဲ့ကျွန်တော်မျိုးတွေလည်းအပန်းမကြည့်ဘူးဆိုရင်ခလုတ်လေးတစ်ချက်နေရင်လည်းလာရှိုးမျိုးပေါ်မှာရှိတဲ့ကျွန်တော်အများပြည်သူဒီပြင်ကျွန်တော်ချစ်ရတဲ့သူတွေစီဒီသတင်းစကားလေးရောက်တယ်ဆိုရင်ကျွန်တော်အတိုင်းထက်အလုံးဝန်းသားမိပါပါကျွန်တော်နောက်ဆက်တွဲသတင်းစကားလေးကိုကျွန်တော်တို့အသေးစိတ်ထပ်ပြီးကြည့်ရအောင်ပါခိုလုံရစီခန့်ကိုကမကထပြုပေးတဲ့အသင်းဖွဲ့ပါ NCS ပါဒါကတော့ကျွန်တော်မိတ်ဆွေဟောင်းကြီးဦးရောဘတ်ဖြစ်ပါတယ်တာဝန်ခံရင်ဆိုလည်းမမားပါဘူးဒါကတော့ခိုလုံရစီခန့်ရဲ့တည်နေရာပုံလေးပါခင်ဗျဒါကတော့ကျွန်တော် Google Map ပေါ်ကနေမြင်တွေ့ရတဲ့အနေထားပါဒါဒီကျွန်တော်မိတ်ဆွေဦးရောဘတ် share ထားတဲ့ Facebook ပေါ် message လေးပါဒါလေးကိုလည်းထပ်ဆင့် share ချင်ပါတယ်လာရှိုးမြို့ပေါ်မိဘပြည်သူတွေအတွက်ကျမ်းမာရေးအတွက်တစုံတရာထောက်ကူပြုမယ်လို့ကျွန်တော်ယုံကြည်မျှော်လင့်ပါတယ်ရေးထားတဲ့အတိုင်းပဲဝါရင်ကျွန်တော်တို့လာရှိုးမြို့ကဒေတာခန်ဆရာကြီးဦးနော်ဆန်းဒေါက်တာနော်ဆန်းဦးဆောင်ပြီးကြည့်ရှုပေးနေတဲ့စေခန်းလေးဖြစ်ပါတယ်ကျွန်တော်9ရက်9လ2024မှာစပြီးတော့မှစတင်ခဲ့တဲ့ mobile clinic ဆိုရင်လည်းမမှားပါဘူးအဲ့တော့ငွေကြေးခက်ခဲရှိတဲ့လူတွေအနေနဲ့လည်းကျွန်တော်တို့အများကြီးအားကိုးရတဲ့စေခန်းပါလို့ပဲကျွန်တော်ဒီလောက်လေးမိတ်ဆက်ရင်းနဲ့အားလုံးကျေးဇူးတင်ပါတယ်